ဒီနေ့ကတော့ဗာရောင်းကနေတဆင့်ဗမာလိုနဲ့ချင်းပြည်သူလူထုအားလုံးကိုကျွန်တော်ပြောချင်တယ်။ဘာကိစ္စကိုပြောချင်တယ်လဲလို့ဆိုရင်တော့အခုတလောhot ဖြစ်နေတဲ့ကျွန်တော်ဝန်ကြီးနှစ်ပါးတဲ့ဆိုင်သူတွေကဆိုင်းထိုးပြီးတော့မှဝန်ကြီးကနေဖြုတ်ပေးပါကျွန်တော်တို့လူတွေကိုအစားထိုးပေးပါဆိုတဲ့ကိစ္စနဲ့အဲ့ဒီသူတို့ကရေးတဲ့စာလိပ်မှုကိုကြည့်မယ်ဆိုရင်တော့ NUCC ကိစ္စတွေကိုလည်းကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒါဒီအားလုံးဟာဆိုရင်ဘသူကတောင်းရှိတယ်လေဆိုရင်တော့ကျွန်တော်ချင်းလဲကောင်စီကတောင်းရှိတယ်ဆိုတာကျွန်တော်တို့လူထုတွေကလည်းသိရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တောင်းရှိပုဂ္ဂိုလ်တယောက်အနေနဲ့ဒါပြောသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ချင်းလဲကောင်စီဘလို့ဖြစ်လာတယ်လေဆိုတဲ့ဥစ္စာကတော့ဒီသူလူထုကလည်းပဲတိလောက်ပြီးထင်တယ်အဲ့တော့ချင်းလဲကောင်စီဒီအရင်တုန်းက ICNCC ရဲ့လုပ်ငန်းတာဝန်ကိုထမ်းဆောင်ဖို့အတွက်ဖွဲ့စည်းတဲ့အဖွဲ့အစည်းဖြစ်ပါတယ်အဲ့ဒီကဘယ်အနေဥတီတယ်လဲဆိုရင်တော့ရှင်းလင်းဖွဲ့စည်းပုံအခြေခံဥပဒေအခန်း30ပုံမှန်96မှာအတိအလင်းရေးထားပြီးတော့မှပေါ်ပြထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာအားလုံးပါဝင်နိုင်သေးသလားချင်းလင်းကောင်စီမှာဆိုရင်တော့မပါဝင်နိုင်သေးဘူးဒါတဘာဝကြအဲ့တော့လွှတ်တော်အမတ်ဒီ25ယောက်ထဲမှာ10ယောက်ကြံခဲ့တယ်15ယောက်ကပဲချင်းလဲကောင်စီမှာပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်3ပုံ2ပုံပေါ့တစ်ပုံကကြံခဲ့တယ်ကြံခဲ့တဲ့ခါကျတော့သူတို့ကနေပြီးတော့မှ ICNCC ဆိုတဲ့ဥစ္စာကိုအသက်ပြန်သွင်းချင်တာဖြစ်ပါတယ် ICNCC ကဆရာတို့သိတဲ့အတိုင်းပဲဘသူဒီနဲ့ဖွဲ့စည်းထားတယ်လေဆိုရင်တော့အဲ့ဒီလွှတ်တော်အမတ်20တော်လှန်ရေးလုပ်နေတဲ့25ယောက်နဲ့25ဦးနဲ့ CNF ကပဲသူကဥဆောင်ပြီးတော့မှလှုပ်သွားတာဖြစ်တယ်အဲ့ဒါနောက်ပိုင်းမှာအခုနဝန်ကြီးအဖြစ်ခံပေးပါဆိုတဲ့ပုဂ္ဂိုလ်နောက်ပြီးတော့မှတယောက်ကိုဝန်ကြီးအဖြစ်ခံပေးပါဆိုပြီးတော့မှလက်မှတ်ထိုးထားတဲ့ကေတိုလင်းကနေပြီးတော့မှဘယ်ကနေဝင်လာတယ်လဲဆိုရင်တော့ CSO ဆိုတဲ့အရပ်ဖက်အဖွဲ့စည်းဖို့ကွာအဲ့ဒီကနေသူလဲဝင်လာတယ်နောက်ပြီးတော့မှနောက်ဆုံးပူအိုက်စိတ်ခင်ပေါ့သူကတော့မရှိတော့ဘူးသူကနိုင်ငံရေးပါတီကနေဝင်ချင်တဲ့ခါကျတော့နိုင်ငံရေးပါတီကနေဝင်လာခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးပါတီရဲ့ CSO ဆိုတဲ့အရပ်ဖက်အဖွဲ့အစည်းလည်းနောက်မှသူတို့ပြန်ပါလာတော့တွေ့ရပါတယ်အဲ့တော့အစကအစုအဖွဲ့နှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ဥစ္စာကိုနောက်မှအစုအဖွဲ့နှစ်ခုထပ်တိုးလာပြီးတော့မှအဲ့ဒီဥစ္စာက ICNCC လို့အရင်ကတည်းကခေါ်တာဖြစ်ပါတယ်အဲ့ဒီ ICNCC ကနေပြီးတော့မှချင်းလဲကောင်စီမပေါ်ခင်တာဝန်ယူဆောင်ရွက်ခဲ့တဲ့ဟာဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့ဝန်ကြီးနှစ်ပါးဦးလျက်မုံစခေါင်းနဲ့ပူငိုက်တမောင်အဲ့တော့ဦးလျက်မုံစခေါင်းနဲ့ပူငိုက်တမောင်ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ပွင့်ပွင့်လေးပဲပြောပြစေလက်ရှိချင်းဒီထဲမှာဆိုရင်တော့တော်လှန်ရေးကာလပေါ့ချင်းဒီထဲမှာဆိုရင်သူတို့နှစ်ယောက်ကနော်ကျွန်တော်ပြောတာတော့မကောင်းပေမဲ့ကျွန်တော်ပြောလိုက်မယ်ဒါကတော့တောင်ပိုင်းမြောက်ပိုင်းကိုခွဲခြားတာမဟုတ်ပါဘူးအဲ့တော့ဒီဖက်ပိုင်းကဦးလျက်မုံဘောဖက်ပိုင်းကပူငိုက်တမောင်ကလည်းလွှတ်တော်အမတ်ထဲကအတင်းတော်ဆုံးဆိုပြီးတော့မှလွှတ်တာဖြစ်တယ်နောက်ပူလျက်မုံစခေါင်းကလည်းပဲဒါ EAO ထက်ကဒါအတင်းတော်ဆုံးဆိုပြီးတော့မှလွှတ်ထားတဲ့ဝန်ကြီးနှစ်ပါးဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာဆိုရင်တော့ကျွန်တော်အခုချိန်တိတလောက်ဆိုရင်သူတို့လောက်အကြီးချင်းရှိတဲ့သူမရှိဘူးလို့ကျွန်တော်မြင်ပါတယ်အဲ့ဒီထဲမှာ ICNCC ချင်းလဲကောင်စီကသူ့ရဲ့တာဝန်လုပ်ငန်းတွေကိုအားလုံးတာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ10ယောက်လောက်နောက်ပြီးတော့မှအဲ့ဒါပူကင်တွန်လင်းတို့နောက်ပြီးတော့ပူလျက်လွန်တို့နောက်ပြီးတော့မှကျန်တဲ့ပူဟေဒုံတို့ကကမကထားလို့ပြီးတော့မှသူတို့အစီဝေးထိုင်ကြတယ်ထင်တယ်အစီဝေးထိုင်ပြီးတော့မှအခုန online မှာ social media မှာတက်လာတဲ့စာကိုတွေ့လိမ့်မှာဖြစ်ပါတယ်အဲ့တော့အလုတ်လုံနေတဲ့ချင်းပြည်သူလူထုကိုစာအလုတ်လုံနေတဲ့လူနှစ်ယောက်ကိုလေးပေးပါသူတို့ကကျွန်တော်တို့အဖွဲ့အစည်းနဲ့မဆိုင်တော့ဘူးလို့ပြောတော့တကယ်အောင်ဩစရာကောင်းတယ်ဒါတခုကတော့ဘူကင်တိုလင်းကိုဦးလျံမှုအစာ
ဝန်ကြီးခံပေးရမယ်လို့ရေးတဲ့ချိန်မှာဘူးလျံလွန်ကလက်မှတ်ထိုးပေးတယ်နောက်ပြီးတော့မှဆလိုက်မမ်ဘီထန်ကိုဘူးငိုက်တာမောင်ကိုစားခံပေးရမယ်ဆိုတဲ့ဥစ္စာကျတော့ကင်တွန်လင်းကလက်မှတ်ထိုးပြန်အောင်အဲ့ဒီဥစ္စာကဘာဖြစ်လို့ကျွန်တော်ပြောနေရတယ်ဆိုရင်တော့ဒီတစ်ခါကတော့ချင်းတမိုင်းကတော့တော်ဆိုင်သွားပြီဒါချင်းတွေဟုတ်သလားလို့ကိုယ့်ဟာကိုယ်လည်းမျက်ကွန်းထုတ်နေတယ်ဒါလောက်ရိုင်းခဲ့တဲ့ချင်းကတော့အခုမှပဲတွေ့ရတယ်အဲ့တော့ဒီနေ့အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်ဒါပြည်သူလူထုစဉ်းစားပါအဲ့ဒီဥစ္စာကိုဗမာစကားနဲ့ပြောရမယ်ဆိုရင်တော့နိုင်ငံရေးစကားလုံးကိုအသုံးပြုရမယ်ဆိုရင်တော့နိုင်ငံရေးပြန်ပြီးဆွေးမှုလို့ခေါ်တယ်နော်နိုင်ငံရေးပြန်ပြီးဆွေးတာအဲ့ဒါမျိုးတွေကအဲ့တော့တော်ဟိုင်းကာလာလေးဖြစ်သေးတယ်တေးမလားရှင်မလားဆိုပြီးတော့မှကျွန်တော်တို့ဆိုရင်တော့ထန်တလာ operation မှာကျွန်တော်ကိုတိုင်ဘယ်လိုစဉ်းစားမလဲမသိတော့ဘူးတောင်နဲ့တခါတလေဖြစ်တဲ့ချိန်ရှိတယ်ထန်တလာ operation မှာအဲ့ဒီအချိန်မျိုးမှာအဲ့လိုမျိုးနိုင်ငံကြီးယာထုကိုလူပြီးတော့မှကစားသွားတဲ့သူတွေကိုကြည့်တဲ့ခါကျတော့သူတို့ပုံကိုကြီးကိုလည်းပဲကျွန်တော်ဝင်လင်းပြောမယ်ဇွန်တယ်သူတို့အဖွဲ့အစည်းကိုလည်းပဲတော်တော်ဇွန်တယ်အဲ့တော့ချင်းဒီနောက်တစ်ခါမှအဲ့လိုမျိုးမလုပ်ကြပါနဲ့လို့ကျွန်တော်တောင်းဆိုချင်တေးမလားရှင်မလားလို့ပြောနေတဲ့ချိန်မှာနိုင်ငံကြီးယာထုကိုလူရဲတယ်ဆိုရင်နောက်ချိန်မှာဆိုရင်တော့သူတို့ကိုတော်တော်ကြောက်သွားပြီကျွန်တော်ကတော့တော်တော်ကြောက်တယ်ဒီလူတွေကဘလို့လဲဒီလိုအဖွဲ့အစည်းတွေကဘလို့လဲကျွန်တော်ကိုယ့်ကိုမျက်ခွန်းထုတ်တယ်ဒီသူလူထုတွေကလည်းတော်တော်စဉ်းစားဖို့လိုမယ်နော်အဲ့တော့နောက်တစ်ချိန်မှာလူကအသက်ရှင်ကြအောင်မှာအဲ့လိုမျိုးဥစ္စာကချင်းပြည်နယ်မှာနိုင်ငံကြီးကစားတာကိုကျွန်တော်နောက်ထပ်မမြင်စေချင်တော့နိုင်ငံကြီးပြန်ပြည့်စုံမှုပဲဆိုတော့အဲ့လိုဖြစ်တဲ့ခါကျတော့ကျွန်တော်ချင်းလန်းကောင်စီလည်းသူအစည်းအဝေးထိုင်တာပေါ့အစည်းအဝေးထိုင်တယ်ဒါပါလေဒါဘလို့လဲကျွန်တော်တို့သုံးသက်တယ်အားလည်းအော်တယ်အဲ့တော့ကျွန်တော်ချင်းလန်းကောင်စီကတော့လှုပ်ရှားကျွန်တော်တို့လှုပ်သွားမှာဖြစ်ပါတယ်ဆိုတဲ့ဥစ္စာကိုလည်းပြည်သူလူထုတွေကိုကျွန်တော်ပြောချင်တယ်အဲ့ဒါသူတို့နှစ်ယောက်ကိစ္စနဲ့ပတ်သက်ပြီးတော့မှလှုပ်ရှားတွေလှုပ်သွားမယ်ကင်ဆာတွေကင်သွားမယ်ဆိုတဲ့ဥစ္စာကိုလည်းပဲပြည်သူလူထုကိုကျွန်တော်အသိပေးချင်နောက်ပြီးတော့ဒီနေရာမှာကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ကျွန်ုပ်တို့ကတော့မေတ္တာစေတနာနဲ့အမြဲတမ်းခေါ်နေတာဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်တော့ကျွန်ုပ်တို့နဲ့ NUG နဲ့ FCC နဲ့တွေ့တဲ့ချိန်ကြတော့ NUG နဲ့ကျွန်တော်တို့ချင်းလန်းခေါင်းစစ်ချင်းလန်းအစိုးရကဘယ်လိုအတူတကွအလုပ်လုပ်မလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကဆွေးနွေးတိုင်ပင်တယ်ဒါပဲဆွေးနွေးတိုင်ပင်တယ်ဘာရင်းညာတွေဘာတစ်ခုမှမပြောဘူးဒါပေမဲ့သူတို့ဘာအရင်တော့ကဖွဲ့စည်းခဲ့တာမှန်ပေမဲ့အခုကကျွန်တော်တို့ကအတိမမပြုတော့တဲ့ ICNCC နဲ့ NUG တွေ့ဆုံတော့ FCC တွေ့တော့ကျွန်တော်တို့အကြောင်းကိုပဲအတင်းပြောပြီးတော့မှကျွန်တော်တို့နိုင်ငံတော်သမ္မတဒီဝါလရှိလာကိုယ်တိုင်နားမထောင်ချင်တော့အောင်ပြောပြီးတော့မှအစည်းအဝေးတောင်မှသူမတည့်ချင်တော့အဲ့ဒါထိတောင်သူမြအကြောင်းကိုပဲအတင်းပြောပြီးတော့မှလုံနေတာဘယ်လိုပြည်သူလူထုအလုပ်လုပ်မလဲဆိုတာလဲသူတို့မစင်းစားဘူးအဲ့တော့ဒီကနေ့ကျွန်တော်တို့အားလုံးကိုကျွန်တော်ပြောချင်တယ်ချင်းလဲကောင်စီမှာမပါဝင်တဲ့သူတွေဒေါ်ဟိုင်းကာလမှာတေးမလားရှင်မလားလို့ဖြစ်နေတဲ့အချိန်မှာအဲ့လိုမျိုးတော့မလုပ်ကြပါနဲ့ဒီချင်းလဲကောင်စီမှာမပါဝင်သေးရင်တောင်မှဒေါ်ဟိုင်းကိုပဲအာယုံဆိုင်ပြီးတော့မှလှုပ်စစ်နေတယ်အဲ့လိုမျိုးနိုင်ငံရေးရာထုရီပါတွေကိုပဲစဉ်းစားပြီးတော့မှဘာမှအရာမရောက်တော့တဲ့ကိုယ့်အဖွဲ့အစည်းကိုအသက်ရှင်အောင်ပြန်လှုပ်တာတို့ဘာတို့ကအဆင်မပြေဘူးအဲ့တော့အခုကကျွန်တော်စိုးရင်တာကမင်းတပ်ကလည်းပဲအခုနပူတေကပြောတယ်မင်းတပ်ကလည်းပဲမတိုက်သေးဘူးနဲ့တူတယ်တိုက်ပြီးတော့ပြန်နောက်ဆုတ်သွားတာတော့မသိဘူးကျွန်တော်စိတ်မကောင်းဘူးကျွန်တော် brotherhood ကမင်းတပ်ကိုပြချိန်မှာတိတ်မလဲဆိုတဲ့ဥစ္စာကျွန်တော်ကညှော်လင့်နေတာထိုနည်းလည်းကောင်းပဲဖလမ်ကိုလည်းပဲCNDF နဲ့ CBD ကတိတ်ငယ်ပါရင်ငါတွေပြောတော့ကျွန်တော်ကတော့ဝမ်းသာတယ်ဒါပေမဲ့အခုချိန်ထိဘာမှအတာမကြတော့ဘူးဒါစိတ်သက်တော်ကြလာတယ်အဲ့လိုမျိုးဖေးမှာရောက်တော့ပဲနဲ့တော်လှန်ရေးကာလမှာသူများစီကိုတိုင်စာရေးပြီးတော့မှအဲ့ဒီ
ရာထုထိုင်ခုံဒီကိုတောင်းနေတာလူနေတဲ့ဥစ္စာကျွန်တော်ကြားတဲ့ခါကျတော့ဘာသဘောလဲဘာနိုင်ငံကြီးလေဘာတော်လှန်ကြီးလေဆိုတာအခုကျွန်တော်စိတ်ပြက်လာတယ်စိတ်ပြက်လာတယ်အဲကြောင့်ကျွန်တော်တို့ချင်းတောင်မှာရှိတဲ့ brotherhood ပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းလဲကောင်ချင်းလဲဆိုရပဲဖြစ်ဖြစ်တော်လှန်ကြီးကိုရိုးရိုးသားသားပြက်ပြက်သားသားလုပ်ရအောင်နိုင်ငံကြီးကိစ္စမှာအဲ့လိုမလူကြပါနဲ့မလူကြပါနဲ့ဒါနိုင်လာတယ်မဟုတ်သေးဘူးအဲ့ဒါတွေကိုကျွန်တော်ပြောချင်တယ်တခါတလေကြတော့ကျွန်တော်ထင်တယ်အခုနဆိုင်းထိုးတဲ့ပုံကိုတယောက်သူတို့ဆိုင်းကိုလည်းကြည့်တော့ကျွန်တော်ကတော်ရှက်တယ်သူတို့ကတော့ရှက်မလားတော့မသိဘူးဆိုင်းထိုးရတဲ့သူကဆိုတော့အဲ့ဒါမှဝန်ကြီးအနေနဲ့အဆိုပြုခံတဲ့သူရတဲ့ပဲသူတို့ရှက်သလားမသိဘူးကျွန်တော်အရင်ရှက်တယ်နော်ဦးလျံဖုံးစခေါင်းနေရတော့ငိုက်တမတို့နေရတော့မှအစားထိုးပေးပါဆိုပြီးတော့မှလက်ခံတဲ့လူပုဂ္ဂိုလ်နှစ်ယောက်ကိုတော့ကျွန်တော်ဘာလူလဲလည်းမသိဘူးအဲလူငယ်ပဲဖြစ်တာသူတို့ကနိုင်ငံရေးတိတ်ပံចောင်းတဲလို့နိုင်ငံရေးတမဖြစ်တယ်ဆိုတာမဟုတ်ဘူးနော်ကျွန်တော်တို့ချစ်တောင်မှရီရှာခေါင်းတာကဒီလိုကြည့်ကျန်းစာចောင်းတဲတော့ပါစတာလို့ဖို့စဉ်းစားကြတာမဟုတ်သေးဘူးကျန်းစာចောင်းတဲလို့ပါစတာလို့ရမယ်ဆိုတာမှားတယ်နော်ထိုနည်း၎င်းပဲနိုင်ငံရေးတိတ်ပံကျွန်တော်ကနိုင်ငံရေးတိတ်ပံတင်တယ်ဆိုပြီးတော့နိုင်ငံရေးတမဖြစ်ဖို့မရဘူးနိုင်ငံရေးတမဆိုတာစာတင်လို့နိုင်ငံရေးတမဖြစ်လာတာမဟုတ်ဘူးနိုင်ငံရေးကိုလေးလာလို့နိုင်ငံရေးတမဖြစ်တာမဟုတ်ဘူးပြည်သူလူထုအတွက်အကျိုးပြုပြည်သူလူထုအတွက်အသေးခံပေးပြီးတော့မှပြည်သူလူထုမလုံနိုင်တော့တဲ့ဥစ္စာကိုကောင်းဆောင်ပြီးတော့မှလှုပ်တဲ့သူကနိုင်ငံရေးတမလို့ပေါ့နေရင်ထိုင်ရင်နဲ့ဘွဲတစ်ခုရလို့နိုင်ငံရေးတိတ်ပံဘွဲရလို့နိုင်ငံရေးတမဖြစ်ချင်တယ်ဆိုတာနိုင်ငံရေးတရောင်းစားပဲဝင်ပွင့်လင်းလင်းပြောမယ်အဲ့လိုမျိုးမလုပ်ကြပါနဲ့ဒါကျွန်တော်တောင်းဆိုချင်တယ်အခုကြတော့ဗမာတွေကလည်းအကုန်လုံးသိပြီကျွန်တော်ညီကိုတွေတိုင်းရင်းသားတွေလည်းသိပြီအဲ့ဒီအစားသူ့ကိုခံပေးပါဆိုမှအချင်းချင်းလေးအပြန်လာဆိုင်လေးထိုးကြသေးတယ်အဲ့ဒါမပြောလို့မနေနိုင်ဘူးနောက်ထပ်အဲ့လိုမျိုးတော့လုံးဝမလုပ်နဲ့တော့မလုပ်နဲ့တော့အဲ့ဒါတွေကိုကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်တို့ချင်းလဲကောင်စီကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအငြင်းတာဆုံးနောက်ပြီးတော့မှအနုညံ့ဆုံးနဲ့ကျွန်တော်တို့ကတုံ့ပြန်သွားမှာဖြစ်ပါတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ပထမအနေနဲ့ပြောချင်တယ်အဲ့ဒီကတော့နိုင်ငံရေးရာထူးကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောရချင်းဖြစ်ပါတယ်နောက်တစ်ပိုင်းရောက်ရင်တော့ NUCC ကိုကျွန်တော်တို့ချင်းလဲကောင်စီကဘယ်လိုစစ်ဆန်ရမလဲဘယ်လိုမြင်တယ်လဲ NUCC ကဘာလဲဆိုတဲ့ဥစ္စာကိုဆက်လက်ပြီးတော့မှပြောပြသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒုတိယချက်ကတော့သူတို့တိုင်ဆိုင်ရေးတဲ့နေရာက NUCC စီမှာတိုင်ဆိုင်ရေးတာဖြစ်ပါတယ်ညီမှုတော့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီလို့အဓိပ္ပာယ်ရတာပေါ့ NUCC ကအဲ့တော့ဝန်ကြီးဒီခန့်တဲ့နေရာမှာဘသူကတာဝန်ရှိတယ်လဲဆိုရင်တော့ CRPH ဆိုတဲ့လွှတ်တော်ကိုစားပြုကော်မတီကတာဝန်ရှိတယ်အဲ့တော့သူတို့ရဲ့ခြာထားလို့ခေါ်မှာပေါ့ပြည်ငင်လို့ခေါ်မှာပေါ့ကြီးတဲ့ခါကျတော့အခန်း6ပုံမှ35ဟုတ်တယ်35 36 35ပဲဖြစ်မယ်ထင်တယ်အဲ့ဒါမှကျွန်တော်တို့ဗာတွေ့ရတယ်လေဆိုရင်တော့ CRPH ကနေပြီးတော့မှ NUCC ညှိနှိုင်းသဘောတူညီချက်ဖြင့် NUG အစိုးရပြည်ထောင်စုဝန်ကြီးပဲဖြစ်ဖြစ်ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်သမရပဲဖြစ်ဖြစ်ခန့်ရမယ်လို့ပါသွားတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ CRPH ကခန့်တဲ့သူဖြစ်တယ်တော့တော့ NUCC ရဲ့ထောက်ခံချက်ကိုယူရမှာဖြစ်ဒါသူတို့ရဲ့ခြားထားကိစ္စအဲ့တော့ခက်တာက NUCC ပဲဖြစ်ဖြစ် NUG ပဲဖြစ်ဖြစ်ခြားထားနဲ့ပဲတွားတဲ့ခါကြတော့သူတို့ခြားထားကိုလည်းကျွန်တော်တို့ကြည့်တဲ့ခါကြတော့အစင်မပြေမှုတွေတော်တော်များတယ်အဲ့တော့ NUCC ကအသက်ရှိသလားဆိုတော့အသက်တော့ရှိတယ်ဒါပေမဲ့အလုတ်ကသူခင်များတော့အလုတ်ကမလုံနိုင်ဘူးစုစည်းမှုကအားမကောင်းတဲ့ခါကြတော့ဒါကလည်းပဲနောက်တစ်ချိန်မှာပြုပြင်ပြောင်းလဲရမယ့်ဥစ္စာဖြစ်တယ် NUCC ကနာမည်ကအစလှုပ်ဆောင်ချက်ကအဆုံးနောက်ပြီးတော့မှသူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့တာဝန်
စုစည်းမှုတွေကစပြန်လည်ပြုပြင်ရမယ့်ဥစ္စာဖြစ်တယ်တောက်တော့ NUCC ကလောလောဆယ်နိုင်ငံကြီးဥဆောင်အဖွဲ့အနေနဲ့ဇက်တီတဲ့ခါကြတော့ကျွန်တော်တို့ကလည်းပဲ NUCC ကို reform လုပ်ပြီးတော့မှအားကောင်းအောင်တော့ဆက်လက်ပြီးတော့မှလုပ်ရမှာဖြစ်ပါတယ်ထိုနည်း၎င်းပဲကျွန်တော်ပြောနေတယ်ပြောလက်ရှိတယ် NUG ကိုကျွန်တော်တို့ကအားမကူပေမဲ့ NUCC ကိုအားမကူပေမဲ့ NUG တို့ NUCC တို့အားကောင်းအောင်လုပ်ပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ချင်းလက်ကောင်စီကတော့ဒီလိုပဲစဉ်းစားခဲ့ကျွန်တော်တို့ချင်းလက်ကောင်စီချင်းလက်ဆိုကတော့ရှင်းရှင်းလင်းလင်းပဲဖွဲ့စည်းပုံအခြေခံဥပဒေရှိတဲ့အတွက်ဘာမဆိုပြဿနာရှိရင်လည်းပဲဖြေရှင်းလို့လွေတယ်နောက်ပြီးတော့မှအဖွဲ့အစည်းဒီကပဲဖြစ်ဖြစ်ပုဂ္ဂိုလ်ကပဲဖြစ်ဖြစ်ပြဿနာလုပ်မရဘူးအခြေခံဥပဒေခိုင်မာဆိုတာတိကျပြတ်သားတဲ့ပုံမှန်တွေနဲ့လှုပ်ထားတဲ့ခါကျတော့ချင်းလက်ကောင်စီချင်းလက်ပြည်ဆိုကတော့ရှင်းတယ်တော့တော့ NUG ကသူတို့ချာတာကိုကြည့်တဲ့ခါကျတော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ချာတာဆိုတာလည်းအရန်กว่าတဲ့ခါကျတော့ပို့ပြောင်းနေပဲဥဆောင်တဲ့ခါကျတော့လူတွေကလည်းပဲလူလိမ်လူညာတွေပါလေခဏပြဿနာလှုပ်လဲလွေတယ် NUCC အပေါ်မှာတော်လကောင် NUG အပေါ်မှာတော်လကောင်ဇိုင်းပြောရမယ်ဆိုရင်တော့ကလိန်ကချစ်တီကထိုးနှစ်တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိတယ်သူတို့ရဲ့ချာတာလည်းမခိုင်ပါဘူးစုဖွဲ့မှုလည်းမခိုင်ပါဘူးနောက်ပြီးတော့မှနေပြင်မှာလည်းပဲမနေနိုင်တဲ့ခါကျတော့လည်းပဲတော်ခက်အဲ့ဒီခါကျတော့ NUCC ကိုကျွန်တော်တို့ကအများကြီးပြုပြင်ပြောင်းလဲဖို့လိုလိမ့်မယ်ဆိုတော့ NUCC ရဲ့ဘာလဲအားမကောင်းတာတခုကသူတို့စုစည်းမှုကအဆင်မပြေဘူးဥပမာပထမထုတော်ကိုယ်စားလှယ်များဆိုပြီးတော့မှဒါတော့ရှင်းတယ်ထုတော်ကိုယ်စားလှယ်များပေါ့ဒါအစုအဖွဲ့1နံပါတ်2ကနိုင်ငံရေးပါတီများဆိုပြီးတော့မှအဲ့ဒါကနဲ့စပြီးတော့မှဒုက္ခရောက်ပြီနိုင်ငံရေးပါတီများဆိုတဲ့နေရာမှာနိုင်ငံရေးပါတီကအများကြီးဆိုတော့ဘသူတွေကိုဆိုလိုတယ်လဲဥပမာတော်လှန်ရေးမှာပါဝင်နေတဲ့နိုင်ငံရေးပါတီတွေကိုဆိုလိုတယ်ဆိုရင်တောင်မှအမျိုးပဲရှိတော့အဲ့ဒါနိုင်ငံရေးပါတီကနဲ့ထုမဲ့ကိုယ်စားလှယ်ကလည်းဘယ်လိုထုမလဲဆိုတာလည်းပဲမလွယ်ဘူးအဲ့ဒါခက်နောက်ပြီးတော့မှတတိယအချက်အနေနဲ့တော့အဆိုးဝါးဆုံးအရပ်ဖက်ဖွဲ့စည်းဆိုပြီးတော့မှရေးထားတယ်အဲ့ဒါမှာအရပ်ဖက်ဖွဲ့စည်းမှာဘသူဒီကိုယ်စားလှယ်တွေထိုးရပါတယ်လဲဆိုရင်တော့တပိတ်ကော်မတီနောက်ပြီးတော့မှ CDM ကော်မတီနောက်ပြီးတော့အမျိုးသမီးရာကော်မတီလူငယ်ကော်မတီနောက်ပြီးတော့မှကျန်တဲ့အဖွဲ့အစည်းကော်မတီဆိုပြီးတော့မှအဲ့ဒီအစုအဖွဲ့ကတဲ့ဘလို့နဲ့လူတော်လူကောင်းကိုသူတို့ဆင်လှုပ်နိုင်တယ်လို့တော့မသိဘူးအဲ့ဒါတော့အခက်ဆုံးဖြစ်ရောနောက်ပြီးတော့မှစတုထအချက်ကနံပါတ်4ချက်ကတော့ရှင်းတယ်တိုင်းသားလေးနဲ့ကရင်ဖွဲ့စည်းများဆိုပြီးတော့မှအဲ့ဒါကြတော့ရှင်းတယ် CNF လူမျိုး AIO လူမျိုးအဲ့ဒါတော့ရှင်းတယ်နောက်ဆုံးအချက်ကလည်းပဲရှင်းပါတယ်ဒေသန္တရမဟုတ်ဘူးချင်းFederal Unit လို့ခေါ်တယ်ပြည်နယ်တွေပေါ့အားလုံးပြည်နယ်မဟုတ်တဲ့ခါကျတော့တိုင်းတွေကလည်းပဲ Federal Unit လို့ပဲခေါ်တာကိုအဲ့ဒါတွေနိုင်ငံကြီးအဖွဲ့အစည်းပေါ့ကျွန်တော်တို့ဆိုရင်တော့ချင်းလဲကောင်စီလိုမျိုးပေါ့အဲ့လိုမျိုးဖြစ်ရမယ်ဆိုပြီးတော့မှအစုအဖွဲ့5ခုနဲ့ပဲ NUCC ကိုဖွဲ့စည်းထားတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီအစုအဖွဲ့တွေကလည်းပဲကိုယ်စားလှယ်လှုပ်တဲ့ခါကျတော့ဘာမှမဟုတ်တဲ့လူတွေကလည်းပဲအများကြီးပါတယ်အဲ့ဒါမှမဟုတ်မဟာတွေဘာမှနိုင်ငံကြီးလည်းမလုပ်တော်လှန်ရေးလည်းမလုပ်နေရင်ထိုင်ရင်နဲ့အခွင့်အရေးသမားတွေကတလပုံကြီးရမှာပုံနေတယ်အဲ့ဒါဆို NUCC မှာဆိုရင်တော့ဘာနဲ့တွားတူတယ်လဲဆိုရင်တော့ဟာတာလိုမျိုးပြောမယ်ဆိုရင်တော့စုစည်းမှုအားမကောင်းတဲ့ခါကျတော့ကနာဟိုမွေဟိုငါဟိုဖာဟိုအုတ်ကူတစ်ခုထဲမှာပဲအတွင်းထဲမှာနေတဲ့ခါကျတော့အလုပ်မဖြစ်ဘူးအဲ့ဒါဆိုအခုချိန်ထိတောင်မှသူတို့ကတဘာပတိအဖွဲ့တဲ့သူတို့တဘာပတိလည်းမရွေးနိုင်ဘူးအဲ့တော့ NUCC ကနာမည်ပဲရှိပြီးတော့မှပြောနေတယ်သူလိုပဲအလုပ်လည်းမလုပ်နိုင်တဲ့ခါကျတော့အဲ့လိုမျိုးမှသူတို့ NUCC ကိုလိမ့်မှုပြီးတော့မှသူတို့ကိုဖြုတ်ပေးပါဆိုတဲ့ခါကျတော့သူခင်ဗျားတို့ NUCC ကလည်းပဲဘာလုပ်နိုင်ဘလို့လုပ်ချင်ပါလဲမလုပ်မှမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ကတော့ NUCC ကိုအားကောင်းအောင်လုပ်ရမယ်ပြုပြင်ပြောင်းလဲရမယ်ဆိုတော့ချင်းလဲကောင်စီက NUCC ကိုဘာဖြစ်လို့မဆက်သွယ်သေးတယ်လဲဆိုရင်တော့မလိုအပ်သေးဘူးလို့ကျွန်တော်တို့မြင်တာအစိုးရတရကောင်စီတစ်ခုဆိုတာ
နိုင်ငံတကာကိုအရင်ဆက်ဆံဖို့ကပထမမဟုတ်ပဲနဲ့ပြည်တွင်းမှာပြည်သူလူထုအားကောင်းမောင်းတန်ထောက်ခံမှုနဲ့အလုံများများလုံနိုင်ဖို့ကပထမဦးစားပေးဖြစ်တယ်ပြီးမှအခုကြတော့နိုင်ငံတကာကိုတော်၎င်းကျန်တဲ့အဖွဲ့အစည်းကိုတော်၎င်းကျွန်တော်တို့ဆက်ဆံရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုဖြစ်ပါတယ်ဆိုပြီးတော့မှအဲ့တော့ NUCC ကိုလည်းကျွန်တော်တို့ကကျွန်တော်ချင်းလဲကောင်စီအနေနဲ့တခါမှအဆက်အသွယ်မလုပ်သေးတော့ကျွန်တော်တို့အဆက်အသွယ်လုပ်ပြီးတော့မှကျွန်တော်တို့ဆက်ဆံသွားမှာဖြစ်ပါတယ်ဆိုတဲ့ဥစ္စာကိုလည်းပဲဆရာတို့ကိုပြောပြချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဖွဲ့အစည်းဆိုတာကျွန်တော်တို့က reform လုပ်ရမယ်ဆက်ဆံနေရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ချင်းလဲကောင်စီဒီအခုကဘာဖြစ်လို့ကျန်တဲ့NUG ဖက်ကတော်၎င်းကျန်တဲ့မိတ်ဆွေတွေတော်၎င်းနိုင်ငံတကာတော်၎င်းအရှင်စလိုမလုပ်တယ်လေဆိုရင်တော့ပြည်တွင်းမှာအလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲနဲ့ကျန်တဲ့အဖွဲ့အစည်းတွေကိုမျက်နှာချိုသွေးတာတို့ဘာတို့ကတော့မမိုက်ဘူးလို့ကျွန်တော်တို့မြင်ထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ဒီကျွန်တော်တို့ချင်းပြည်မှာအားကောင်းမောင်းတာခိုင်ခိုင်မာမာခုအတီဆောက်ပြီးပြီဖြစ်ပါတယ်နောက်ပြီးတော့မှအလုပ်လဲတော်တော်များများတော့လုပ်နိုင်ပါပြီဆိုတော့နောက်ပိုင်းကျတော့ကျွန်တော်တို့ကကျန်တဲ့မြန်မာနိုင်ငံမှာရှိတဲ့အဖွဲ့အစည်းတွေကိုဆက်တိုက်ကျွန်တော်တို့ဆက်တွေ့ရတော့မှာဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုလုပ်ရတယ်လဲဆိုရင်တော့ဘာမှမဟုတ်တဲ့လူတွေအဖွဲ့အစည်းတွေကချင်းတောင်မှာဘာမှမဟုတ်တဲ့နာမည်မရှိနာမည်ပဲချင်းတောင်မှာလည်းပဲတည်တာလည်းမဟုတ်ဘူးချင်းတောင်မှာလည်းအလုပ်မလုပ်နိုင်ဘူးတုတ်တော့ online ကနေတဆင့်နောက်ပြီးတော့မှကျန်တဲ့အဖွဲ့အစည်းတွေကိုမတည်တဲ့သူဒီမတည်တဲ့အဖွဲ့အစည်းတွေကိုဆက်ဆံပြီးတော့မှမဟုတ်မဟာဝါဒတွေဖျက်ပြီးတော့မှနိုင်ငံရေးကစားနေတာကိုတွေ့ရတဲ့အတွက်ကျွန်တော်တို့ချင်းပြည်ချင်းလဲကောင်စီအနေနဲ့ဆက်လက်ပြီးတော့မှကျန်တဲ့အဖွဲ့အစည်းတွေနဲ့လည်းပဲနောက်ဆောက်ဆက်သွယ်ရတော့မှာဖြစ်ပါတယ်ဆိုတဲ့ဥစ္စာကိုလည်းပဲကျွန်တော်ပြောချင်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဧကန်မီပီ supporting အတော်မီဘယ်လိုလဲကနောင်ဟာချင်းကဒူမီချူkarwat khwa karwat tika ke hi pathian den krak ton ba rong ama sangha zeirong chu ka thailo hi dom khen na ka kan kal tika hin alian ngan ta tak mi a har ta tak mi ria na hin ka lutika hin ka thin lung jong ne phan kho ton lo na ten ka fyang mi chu kan ma kan biak mi hi anung mi pathian na se hi kan ma upadi upol ni hin pathian lung kan ton lo chan ha sol ha mo ka ti hi akarwa ter ngai kan naw le pol chu kan rakal pol hi an sol ko zong ha an pal ko zong ha kan ma upa pol ni hin fel nga in pathian bo chan ne i pol ho lo tin kan ko wa chun a tha lai ti hi ka lung chunga hin le ma arong chu bible chal hun kha kan zotika ra tuk na long te si i zai chana hinda ra hian sung ti kha ka ban zo zai chana hinda ra hian tei ti ka ban zo i bible chal hun hi study ka ban tu than e anni israel por khin zo bai zong ha chon anni chu pathian zum lo mi judaism an sitika khin anma bible chal hun hi hebrew history si hebrew tu an bias ko ti khan zum so so ye kan ni chu salo e hi kan ma kan zoom mi bible pathian bia city kan zoom cha khan chalhuna ralan tukna kong kau kha vai study tu thanu city kan du zeti chana da ralan suk zeti chana da ralan tei ti kha nan hu ko lai ema chu ban lang ter ku du mi chu zeti changa he da ralan sum ti a chun pathian adu lo mi thilan tu ti ka an suk chun an phol hortika kan ma tua mi si kan tua kho mi si ti bantuk lungput an nei ti khanan sung zeichit chana hana ralan tei ti a chun pathian du mi an tua tika pathian ai lom tika an ma kha izum lowi pathian bau chane an kal tika khan tei ti kan hu ton chu cha kan ral kap po sina cha chim du lo kan ral kap chu kan ma upa pol in akal min setika kan ma upa pol hi pathian ha kan tla ko a chun kan chim mi se se kan lungput se se pathian ni atwa lai pathian ni kan tua pya ti bi thin lung kan nei lo e thil thalo na kan tual swal a chun kan dal ka polan sung ko lai ting ko wa
กันมาลูปนี่หินเฟลไฟนี่เตปะเทียดูนิ่งเตขวากันใส่ปะเทียกันในเบาชานาจนรักกันเตยไลที่เกยกลุงพุทธิงสิจู่ๆมีปีจงในขับันรวดตัวอุลอจู่ๆกันลุงพุทธิเสลอทันตังจู่บันตุลุงพุทเตอีเล่เฟลไฟเตปะเทียดูนิ่งเตกันกัลกว่าจนทันตังจู่กันเตยเตไลกันเตยไลกันเตยหูจงอาหินปะเทียนี่กันเตยเปียกที่ kan ka zong ni kan chima hawi kan thin lu hrim zong ni confession kan to hau ti kha adong na ka ban chim ka du mi se chu khwarwa cheun hau se than la kan tei ti ka zong a hin vai pathian ne kan tei piak ti kha vai khwa to tan u se ro du se chun ada ha khan ha falam na ti din ha kan tukri lai ma kan tuk lai a chun ka ti amin kan sak mi kan operation maintain hazong se kan itim tu amin hazong se kan kal neng zong se manak in pathian he bia he a kar pathian bia he a tlak diu tin itim tu usi ti kha chu tin den ban chim ka mi sin kai lom kan mi no pol kan ral ka polan thi hem victoria chin lo mi wan rak phan pi ti ka hin hem nak bia kan chim tonมาเรียกว่าเราส่งอ่ะอันพวกเจ้ามาก็ชิมมีจูเรากับเย่เมย์เฮเย่โบเฮดูจีเห็นกันดีแล้วก็จูจ่าจงกองสีจงทุกตัวจงกันจริงดีก็ชิมมีเบียจูไปเป็นเรากับพอลนั่นเทียมดิ่งอ่ะกองสีเอจูจ่าเอทุกตัวเอที่อาเย่กันจริงมีฮีก็ตินฮะนั่นมาจ่าอ่ะนั่นทงหน้าดิ่งอ่ะกากุยอาจักคนน่าดิ่งอ่ะรากันเตยน่าดิ่งอ่ะโดนฮันซีอาทัจักน่าดิ่งลองให้กันตัวเมียมิสโกเออัลฮันบันตุกเอเช่นเล่นกองสีเอากระทายอุ่นจีช่วยตีค่ะสันตุกเอรัวหาอุโมรากับบันตุกันสิเวกูจุจ้ารากับทจานอาจักคนน่าดิ่งอ่ะโดนฮันซีอาจักน่าดิ่งอ่ะกันตัวมีอาเจ้าจะเตะขัสิโกเอใจปีปาคารัวหาอุโมกตินฮะเอ้ใครมาส่งเฮเว้ยนั่นมานี่นั่นพาเราที่เราอาจูนเว้ยกตินหาจุเสตนาเฮกัดเว้ยไม่ทักัดเทียมนักเฮตินตาจิจิมามากลักเหล่านั้นเตกเทียมมีที่เลนุ่งกงทรงเฮที่เราดิงกงเขากระวัดที่เราใจมากระทบแค่ที่เราสิมันเก่งจงเอาที่เราจุจ้าอาราตุกดิงจงเฮเรดิกันสิตัวจุจ้าอาจูจานันตีกงสินันตีใจมันกันสิเรารากับทองนาดิ่งอะไรโดนหาจิจักนาดิ่งฮะกันตัวมิสโกเอกตินฮะอาเฮราจุนเยมีปนมาจนนึงกันไลกตินฮะจู่ๆกตินลุงขัสีก็ชิมจำบันทุกเอะอากองสิจงอาจูจาจงอ่ะโดนหาจิจักนาดิ่งเด็กขัสโกโดนหาจิสุยะโดนหาจิกองสิขัสจ้าสิอีไพศาลกงกองข้าเบียปีนันรวดมีขัสโกไลไพศาลฮีกากุยจีอาเห็นชอบเสียจากใครชอบเสียงอาจากใครนุ่งกันหันวันที่ฐานะเฮลิยงจ่อ周公司周日ไปทุดโดที่อายุนาเตีนไพศาลกันหุ่นมีวิวที่ชอบเสียงอาจากใครน้อยกากุยจิจากันพันเน่ที่ค่ะมีปีเทดิ่งอ่ะเป็นชิมกันดูอีโลโลเสียฮีเรื่องงานแต่周日เลย公司ที่ไพศาลตั้งเดียววันดีที่นักเสียจนไป周日ปีกันสิทธิการเขียนออนไลน์ทุกตักินมีถึงตัวข้างอาทิตย์แล้วออนไลน์ทุกตั้งหายอีชนเบียข้างอาทิตย์แล้วอีเมปีน่ากันมาชิลลงขวาปีเห็นอินเล่เหลวเฮอุมีกันสิออฟฟิศปีจูสักเจียมีค่าซีเจดีซีชันเดียวคารักสักเจียสิออฟฟิศจูกันในเจียมีค่าสิกองซีมีนุ่งพอลนักดิ่งอินประคัดกันสักจนอาจจะจะพอลนักดิ่งกันสักริกติกาอินกันสักมีเห็นเต็งทองชีอินคาได้เห็นดีมีสิโอคติยาคาติงทองที่เลงคักอินจาฮักกันเป็นพันโอ้ขัดเต้นหาขันโลโลเสจะดีมีสิไม่เลยจูอดีนักเฮอตอมเดียวจังไรอุปมาอิเล็กทริกจ้าโซลาร์เต้นหากันจอกโอ้ที่บรรทุกเตะค่ะมวยล้มมวยจิงค่ะรักดีรีรัวงาขันถ้าเสียที่ข้าบัญชิมกันดูจูจ้าจงจูกองสีจงจูรักกันเตะหรือว่าจูใจมาสันไตเลยมีสิจูจะอะไรเตะคนน่ะดิ่งเห็นไพศาลกันพันมีเฮชอบเสียงอาจากใครนุ่งฮีกันพันเน่เจรำพักขึ้นมาส่งหาล้อ GDP between ทุกกลุ่มกันที่ไรมู่ไพศาล
อันนี้ละกันงามีค่ะอเมริกาก็จะจะได้นั่นไล่ที่เขากระเทยเลยมั้ง percentage เนี่ยกูเรียกที่ตามเส้นพันมีเสียถ้าเสียจากใครทุ่งทำพันรัวตัวกูรำค่ามีเอาไทยชันเลียวค่ะไอไปตั้งสวยชันเลียวค่ะตามบิ๊กันพันเนี่ยเสกูจากใครทุ่งพันอาด้าน develop country พอเลยจู่อินเดียสิงอเมริกาสิงอ่ะยุโรปนั่นสิงอ่ะงาจากใครทุ่งทองค่ะคนที่จากใครทุ่งทองละ2.5ไหนกันหนึ่งพันไหลอีกนี่จ้วยตัวให้กาลาสิบันตุกเกชาวเสียงาจากใครเนาะวิ่งเวสุสุปอยกันพันเอติค่ะเป็นชิมาจนในเฟียงกูไลติงกรัวไกลลง